ကျမ်းပိုက်တစ်ပိုက်ကိုကျွန်မဖတ်ချင်တယ်ဟဘကုတ်အခန်းကြီး3အငယ်19ကနေ18ဖြစ်တယ်သင်္ဘောတဖန်းပင်မပွင့်ရစပြစ်ပင်မသီးရတန်လွင်ပင်ဤဂျေဇုကိုမျော်လင့်၍မခံရလဲတို့၌အသီးနှံကိုမပေးရတိုးချံ၌တိုးကုန်ဤတင်းကုန်း၌နွားမရှိရသို့တော်လဲသာဝရဖျား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်မူသောဖျားခင်ကိုအမိပြုလျက်ရှင်လန်းသည်ဟာလေလုယာဟာလေလုယာအဲ့ဒီစကားလုံးကိုပြောတဲ့သူကဟဘကုတ်ဖြစ်တယ်သူဒီကျမ်းစာကိုဖတ်တဲ့အခါမှာဖတ်ရင်နဲ့ပို့ပြီးတော့မှရင်ခုန်လာတာဘာကြောင့်မို့လဲဆိုတော့သင်္ဘောတစ်ဖန်းပင်လည်းမပွင့်ရဘူးလေစပစ်ပင်လည်းမသီးရဘူးလေပြောလို့ဆိုအနုလက္ခဏာတွေကြီးပဲတန်လွင်ပင်ရဲ့ခြေစုကိုလည်းမမျောပါနဲ့တဲ့လယ်မှာလည်းအသီးနှံသွားရှာကြည့်မရှိဘူးတဲ့တိုးချံမှာလားသုံးနွားတွေအကုန်ကုန်ပြီးတဲ့ပြောမှဆိုရင်ဘာမှမရှိဘူးအနုလက္ခဏာအလုတ်လက္ခဏာအနုလက္ခဏာတွေပဲအကျဉ်းအဖန်သူ့ရဲ့အသက်တာထဲမှာမြင်တွေ့နေရတဲ့အချိန်သို့တော်လဲလိုက်ပြောပါဦးသို့တော်လဲကျွန်တော်အသက်တာထဲမှာတစ်ခါတည်းကျဘလို့ဖြစ်တတ်လေရှိတယ်လဲဆိုတော့မြင်ရတဲ့ကောင်းချီးမင်္ဂလာတွေကိုအရင်မရည်တွက်ဘူးအဲ့ဒီသို့တော်လဲဆိုတဲ့စကားလုံးကိုဘယ်ဒီမှနေရာမှာသွားသုံးတယ်လဲဆိုတော့အဲ့ဒီနောက်ထပ်တစ်ဆင့်ကိုထပ်ပြီးညီးသွားဖို့ရန်အတွက်ကိုလိုချင်တဲ့အရာတွေကိုယ့်ရဲ့စိတ်ထဲကတောင်းတတဲ့အရာတွေမပြည့်စုံမချင်းကိုအဲ့ဒီသို့တော်လဲကိုအချိန်ရည်ရွတ်မိတတ်တယ်ကျွန်တော်အဲ့ဒီသို့တော်လဲစကားလုံးကိုနေရာပြောင်းသုံးရကျွန်တော်တို့သို့တော်လေးကိုညီးသွားခြင်းနေရာမှာသုံးခဲ့တာအရင်များတယ်ညီးသွားနေပြီဘယ်တော့မှသိဘူးဝမ်းမြောက်ခြင်းကိုရနိုင်မှာမဟုတ်သို့တော်လေးကိုနေရာပြောင်းရမှန်တယ်ငါအခုချိန်မှာငါဆုံးရှုံးနေရတာမှန်တယ်သို့တော်လေးဖခင်ငါရဲ့အသက်တာထဲမှာဆက်ပြီးတော့အလုပ်လုပ်နေသေးတယ်ငါအခုအရင်ခါသိတဲ့အခြေအနေကိုဖျက်ချော်နေရတာမှန်တယ်သို့တော်လေးဖခင်ငါကိုမစွန့်ပစ်ခဲ့ဘူး။မှန်တယ်အခုချိန်မှာငါအကျွေးတွေနဲ့နစ်မိုးနေတယ်လို့ငါခံစားနေရတယ်။သို့တော်လည်းဖခင်သခင်ရဲ့ထောက်ပံ့မဆခြင်းကငါရဲ့အသက်တာထဲမှာအချိန်မီပြင်ဆင်ပေးမယ်။မှန်တယ်အခုချိန်မှာငါမချမ်းမာခြင်းနဲ့ငါလုံးပန်းနေရတော့ညာလဲသို့တော်လည်းဖခင်သခင်ရဲ့ချမ်းမာခြင်းတကိုးတော်ဟာငါရဲ့အသက်တာထဲမှာစီးစင်းအောင်မယ်။ခုချိန်မှာတော့ तू ခက်ခဲခြင်းဆင်းရဲဆိုတဲ့အရာကို तू ဖြတ်ကျော်ကောင်းဖြတ်ကျော်နေရပါလိမ့်မယ်တဲ့ဒါပေမဲ့လည်းဖခင်ရဲ့အချိန်ဟာဘယ်တော့မှနောက်မကြောက်ဆိုင်းတော်လဲမျောလင့်လို့တဲ့ဖခင်ကဘယ်လောက်ချစ်စရာကောင်းတယ်လဲတကယ်တော့ဆိုင်းတော်လဲလို့ထင်တာဖခင်မဟုတ်ဘူးကျမတို့ထင်တာဆိုင်းသွားတယ်နောက်ကျနေတယ်လို့သင်ထင်နေရင်အောင်ပါတဲ့ဖခင်ကိုမျောလင့်ပါအောင်ဖခင်အဲ့ဒီအရှိရစကားလုံးကကျမတို့ကိုပြောတာဆိုင်းတော်လဲမျောလင့်ပါအောင်ကိုဘုရားမိတ်ဆွေကိုပြောလိုက်ဆိုင်းတော်လဲမျောလင့်ပါအနောက်မှာလာတဲ့နောက်မကြပဲဧကအနံရောက်လာမယ်ဆိုတာဘုရားရဲ့စကားဖြစ်တယ်အာမင်တင်းရဲ့တရားထဲမှာအဲ့ဒီဒို့တော်လဲနဲ့အရင်ညီးသွားနေပြီဆိုရင်ဆိုင်းတော်လဲမျောလင့်လို့နောက်မကြပဲဧကအနံရောက်လာပြီဟာလေလုယပြန်ကြမယ်ဒို့တော်လဲဆိုတဲ့စကားလုံးကိုသင်ဟာပြောင်းသုံးတဲ့အခါမှာသင်ရဲ့အခြေအနေချစ်ချင်းတော့ပြောင်းသွားမှာမဟုတ်ဘူးဒါပေမဲ့လည်းဖြစ်ပျက်နေတဲ့အခြေအနေပေါ်သင်မြင်တဲ့အရာပြောင်းသွားတယ်အဲ့တော့ဟဘကုတ်ပြောတာလေသူ့ပတ်ဝန်းကျင်မှာဘလောက်ပဲခက်ခဲနေပါစေတဲ့ငါဝမ်းမြောက်မယ်